အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကို David ထွန်းဖြစ်ပါတယ်အထူးသဖြင့်ဒီဗီဒီယိုကို main ကလေးနားထောင်ပါဘာလဲဆိုတော့ဒါကျွန်တော်ရှိမှလေးစိတ်ဝင်ဆောင်မှုအပ်တဲ့ညီမလေးတယောက်ရဲ့အဖြစ်ပြက်ပေါ့နော်အဲ့တော့ဒါကျွန်တော်လည်းလေးစိတ်ဝင်ဆောင်မှုပေးနေတဲ့လူတယောက်ဆိုတော့ကျွန်တော်နဲ့လည်းဆိုင်မယ်ထင်လို့ကျန်တဲ့ main ကလေးတွေကိုလည်းဒါသတိပေးတဲ့နဲ့ထင်လို့ကျွန်တော်ကဒီဗီဒီယိုတင်လိုက်တာပါဘာလဲဆိုတော့အဲ့ဒီညီမလေးကကျွန်တော်ရှိကနေလေးစိတ် VIP service ယူပြီးတော့ဘန်ကောက်ကိုရောက်လာတဲ့ညီမလေးနော်အဓိကတော့သူ့ကောင်လေးရှိကိုလာတာပေါ့လူတော့ကျွန်တော်မှတ်မိဘူးဒါပေမဲ့ကျွန်တော်ရှိမှလေးစိတ်ဝင်ဆောင်မှုယူဘူးတဲ့လူဆိုတော့သိကြတယ်အဲ့တော့သူကဒီကိုလာတာကကျွန်တော်တို့14ရက် free ပြီးလာရတယ်မလားသူတက်တန်းနေပါတယ်သူကထပ်မတိုးထားဘူးထင်တယ်တက်တန်းနေပါတယ်ထပ်မတိုးထားဆိုတော့ overstay ဖြစ်သွားပြီပေါ့နော် overstay ဖြစ်သွားတဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့သူ့ကောင်လေးကသူ့ကိုဟိုနောက်ပိုင်းသူနှိပ်ဆက်တယ်ပေါ့နော်နှိပ်ဆက်တယ်ဆိုတော့သူ့ကိုပဲမကြိုက်တော့လို့လားမလိုချင်တော့လို့လားဒါမှမဟုတ်လို့ရှိရင်ဟိုသူတို့ကြားထဲမှာဘယ်လိုပြဿနာတွေရှိတယ်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါသူများအတွင်းရေးဖြစ်တဲ့အတွက်အဲ့တော့ဘလို့နီးလန်းနဲ့ပဲဖြစ်နေပါသေးသူ့ကောင်လေးကသူ့ကိုထိလက်ရောက်လောက်တာမနေ့ညကျွန်တော်ဓာတ်ပုံတွေပို့တာဆိုရင်ညုံမဲဆွဲနေတာပဲသူကကြောကုန်းတွေလည်းအောင့်နေလက်တီမောပေါင်နေမောအရှူးရာကြီးအညိုရာကြီးပေါ့နော်လာပြတယ်ညီမလေးဘယ်လိုလုပ်အောင်မသိဘူးညီမလေးကိုကူညီပါအောင်နဲ့နော်ညီမလေးကဗီဇာတက်တန်းကလည်းမရှိတော့ဘူးဟောဘဲမှလည်းမသွားတတ်မလာတတ်ထိုင်းစကားမတတ်ဆိုပြီးတော့အဲ့တော့ဘာလဲဆိုတော့ဒီကောင်ကပြောမှဆိုရင်သူ့ကောင်မလေးကဗီဇာတက်တန်းတိုးလို့မရတော့ဘူးငါမှမရှိဘဲမှသွားလို့မရပါဘူးဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုအနိုင်ကျင့်တာဖြစ်လိမ့်မယ်เนาะအနိုင်ကျင့်တာနှိပ်စက်တာဖြစ်လိမ့်မယ်เนาะအဲ့လိုမျိုးဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်ပြောချင်တာကမိန်းကလေးတွေလည်းเนาะထိုင်းမှာရီးသားထားတာထားပါရီးသားရှိမှာပဲလူတိုင်းအောင်မဆိုလို့เนาะဟိုယောက်ျားတိုင်းလည်းမကောင်းတာမဟုတ်သလိုမိန်းမတိုင်းလည်းကောင်းနေတာမျိုးတော့မဟုတ်ဘူးเนาะအဲ့တော့ပြောချင်တာကဟိုကိုရီးသားကို online ကကြိုက်တယ်ဆိုရင်လည်းတေချာလေးလာပြီးတော့မှเนาะသူ့စီကိုပုံအပ်ပြီးတော့လာတဲ့မလာနဲ့ကိုယ့်အောင်ဆုံးဖြတ်ပါကျွန်တော်ပြောနေတာထိုင်းမှာနေတဲ့ယောက်ျားတိုင်းမကောင်းပြောတာမဟုတ်နော်ယောက်ျားတိုင်းမကောင်းတာမဟုတ်သလိုမိန်းမတိုင်းလည်းကောင်းနေတာမဟုတ်ဘူးအဲ့တော့ဘလို့ပဲမကောင်းပါသေးဘောနော်ယောက်ျားလေးအနေနဲ့ကလည်းဒီကောင်မလေးတယောက်ကိုမလိုချင်တော့ဘူးကိုလမ်းခွဲခြင်းနဲ့ကွာရှင်းခြင်းနဲ့ဆိုရင်လည်းဒါပါဇက်ကပုံမှန်နေနေရိုးသားပြောပြီးတော့လမ်းခွဲလို့ရတယ်ဒီလိုမျိုးကြီးကိုကြီးလေးရောက်နှိမ့်ဆက်တာမျိုးကတော့မလုပ်သင့်ဘူးပေါ့နော်ဟိုကျွန်တော်လည်းယောက်ျားတွေပဲကျွန်တော်လည်းနှာဘူးပဲဒါပေမဲ့ကျွန်တော်တို့ကမယုံပါဘူးဗျာသိလားကျွန်တော်လည်းမိန်းကလေးတယောက်ကိုမကြိုက်ရင်မကြိုက်ဘူးပွင့်နေပြောပြီးဖက်ဖြတ်မှာဒါပေမဲ့အဲ့လိုမျိုးတော့ကိုဒီလေးရောဆော့ကားတာမျိုးရုပ်မာတာမျိုးတော့ကျွန်တော်တို့လည်းဘယ်တော့မှမလုပ်တုံးမှလည်းမဟုတ်ဘူးပေါ့နော်ဟိုကိုနဲ့လမ်းခွဲတော့မယ်ဆိုရင်တော့မှဒါလမ်းခွဲမဲ့လူနဲ့ကိုနဲ့ပတ်သက်တဲ့များငွေကြီးရအကုန်ရှင်းပြီးတော့မှကျွန်တော်တို့ဆိုလမ်းခွဲတဲ့လူမျိုးတွေနော်အဲ့တော့ပြောချင်တာအဲ့လိုမျိုးကြီးတော့မလုပ်သင့်ဘူးပေါ့နော်ကိုဒီလေးရောဆော့ကားတယ်ဒီကောင်မလေးကကျွန်တော်အခုညီတောင်းလာတယ်ဒါပေမဲ့ကျွန်တော်ကလည်းရန်တန်းပြီးတော့လည်းကူညီလို့လည်းမရပြန်ဘူးဘာလဲဆိုတော့သူတို့ရဲ့ကိစ္စအကြောင်းအရာကိုလည်းကျွန်တော်သိဖို့လိုအပ်တယ်ပေါ့နော်မနေ့ကညတော်မိုးချုံနေလို့ကျွန်တော်ဒီဗီဒီယိုမလုပ်လိုက်တာဒီနေ့မနေ့မှာအဲ့တော့ကျွန်တော်သတိပေးနေတာကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်ကိုချစ်သူကောင်လေးကိုယုံကြည်လို့ကိုချစ်သူကောင်မလေးကိုယုံကြည်လို့လာမယ်ဆိုရင်လည်းကိုတော့ဒုက္ခရောက်အောင်မလုပ်နဲ့အဓိကပြောချင်တာကဗျာဗီဇာတက်တန်း300ချိန်နဲ့ဗီဇာတက်တန်းဆက်တိုးနော်ကိုနဲ့ဒီကောင်လေးနဲ့ကိုနဲ့ဒီကောင်မလေးနဲ့အဆင်မပြေဘူးဆိုရင်တော့မှချက်ချင်းကိုလာခဲ့တဲ့နိုင်ငံမှာအလုပ်ပြန်ရှာလို့ရအောင်ကိုထိုင်းနိုင်ငံမှာတရားဝင်ဖြစ်အောင်နေနော်အခုလိုမျိုးဟိုယုံပြီးတော့ပုံအပ်ပြီးတော့မှညာတစ်ဖက်လူကကိုစီမှာဗီဇာလည်းမရှိဘဲမှလည်းသွားလို့လာလို့မရထိုင်းစကားမတက်မှန်းလည်းဒီတော့အဲ့လိုနှိပ်စက်တာမျိုးတွေပါလေကြုံရတယ်ဆိုမကောင်းဘူးလေနော်အဲ့တော့အားလုံးပဲ view ဆိုင်ကြပါကျွန်တော်ကဒီဗီဒီယိုတင်ပေးရဆိုတာကနော်မိန်းကလေးတွေအတွက်ကောယောက်ျားလေးတွေအတွက်ကောအဓိကတော့မိန်းကလေးတွေအတွက်ပေါ့နော်မိန်းကလေးတွေအတွက်ပေါ့ယောက်ျားလေးကတော့အထုခံထောင်းခံတဲ့ယောက်ျားလေးဆိုတော့မရှိပါဘူးနော်ဒါပေမဲ့ယောက်ျားလေးလည်းသတိထားပါအလိန်ခံတတ်ပါတယ်နော်မိန်းကလေးတချို့မိန်းကလေးလိန်တက်တဲ့မိန်းကလေးရှိတယ်အဲ့တော့မိန်းကလေးတွေအနေနဲ့ကလည်းသတိထားပါလာမယ်ဆိုရင်လည်း online ကနေ2ရက်လောက်ကြိုက်ပြီးတော့စားပြီးပြီလားချစ်တယ် I love you ပြောတာနဲ့ပဲရောက်မလာနဲ့နော်ဟိုယောက်ျားလိုချင်တာပေါ့ဒါပေမဲ့ဟိုစားပြီးပြီလား I love you ဆိုတာနဲ့ရောက်မလာနဲ့နော်နည်းနည်းပါးလေးလေးလာပြီးတော့မှလာတဲ့မလာတဲ့ဆုံးဖြတ်နော်ဒီရောက်မှကိုယ်နှိပ်စက်တာတော့ပါလို့ဆိုရင်မကောင်းဘူးအဲ့တော့အားလုံးပဲဂရုစိုက်ကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နာမည်ကို David ထွန်းဖြစ်ပါတယ်အားလုံးကျေးဇူးပါနော်ဂရုစိုက်ကြပါ